မင်္ဂလာပါအခုကတော့ဒီ Adobe software တွေကို license version ဘယ်လိုထည့်ရမလဲဆိုတာလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်အခုကတော့ကျွန်တော်ဒီ Photoshop software ကိုထည့်ပြပေးတော့မှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ဒီ browser တစ်ခုခုဖွင့်လိုက်မယ်ပြီးတော့ဒီ adobe.com website ကိုကျွန်တော်တို့တွားလိုက်ပါမယ် license version ထည့်ပြမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ Adobe license ဝယ်ထားတဲ့ account ကိုမှရှိပြီးသားဖြစ်ဖို့လိုအပ်ပါတယ် license ဝယ်ထားပြီဆိုတော့ကျွန်တော်ဒီ sign in ကိုတွားပြီးတော့မိမိဝယ်ယူထားတဲ့ license account ကိုထည့်ပြီးတော့ sign in ဝင်ပေးရမှာဖြစ်ပါတယ် sign in ဝင်ပြီးတော့ပြီဆိုရင်ကျွန်တော်ဒီ download ဆွဲဖို့အတွက်ဒီဘယ်ဘက်မှာရှိတဲ့ဒီ app ဆွဲတဲ့ကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ်အဲဒီမှာဆိုရင်ကျွန်တော်ဒီမှာ software တွေအများကြီးရှိတယ်ကျွန်တော်တို့ထည့်ချင်တဲ့ software ကို download တစ်ချက်နှိပ်ပြီးတော့အလွယ်တကူ download လုပ်လို့ရပါတယ်ကျွန်တော်ဒီမှာ Photoshop ဆိုတဲ့ဟာကိုထည့်ပြမှာဖြစ်တဲ့အတွက်ဒီမှာ Photoshop ကို download နှိပ်ပြီးတော့ download ဆွဲလိုက်ပါမယ်ပြီး start download ကိုနှိပ်ပြီးတော့ download ဆွဲလိုက်မယ်ပြီးတော့ကျွန်တော်ဒီ open ကိုနှိပ်ပြီးတော့ installer ကျွန်တော်တို့ဆက်ပြီးတော့ download ဆွဲပေးရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ဒီ Creative Cloud နဲ့ Photoshop ကိုကျွန်တော်တို့စပြီးတော့ installing လုပ်မှာဖြစ်ပါတယ်ဒါကြောင့်ဒီ start installing ကိုနှိပ်ပြီးတော့ရှင်းဆက်သွားမှာဖြစ်ပါတယ်ဒီမှာဆိုကျွန်တော်ဒီ question တွေကျွန်တော်တို့မေးတာတွေ့ရတယ်ကျွန်တော်ဒီ skip question ကိုနှိပ်ပြီးတော့ဒါတွေကိုကြော်သွားလို့ရပါတယ်ဒီဘက်ဘေးမှာတော့ဒီ installing ဆိုပြီးတော့ဒီမှာရာခိုင်နှုန်းလေးနဲ့တက်နေရတွေ့ရမှာဖြစ်ပါတယ်ဒီကိုယ့်ရဲ့ဒီ internet connection ပေါ်မူတည်ပြီးတော့အချိန်ကြာမြင့်နိုင်ပါတယ်ကျွန်တော်ဒါလေးကိုပြီးအောင်စောင့်ပေးရမှာဖြစ်ပါတယ် Creative Cloud ကတော့ဒီ install တာပြီးသွားတော့ဒီပုံစံလေးတက်လာတာဖြစ်ပါတယ်ဒီမှာတော့ဒီ Photoshop ကိုတော့ဆက်ပြီးတော့ download လုပ်ပြီးတော့ install လုပ်နေရဖြစ်ပါတယ်ကျွန်တော်ဆက်ပြီးတော့စောင့်ပြရပါမယ်ဒီမှာကျွန်တော်ဒီ Photoshop install တာပြီးသွားပြီဆိုတော့ဒီ Photoshop software လေးကသူ့အတူပွင့်လာမှာဖြစ်ပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်တို့တွားပြီးတော့ကြည့်ကြည့်ပါမယ်ဒီမှာဆိုကျွန်တော်ဒီ account ကလည်းဒီမှာ sign in ဝင်ထားပြီးသားဖြစ်ပါတယ်ကျွန်တော်ဒီမှာတခါတည်းအသုံးပြုလို့ရပါတယ်ဒီမှာ new file ကနေပြီးတော့ file တစ်ခုကိုခေါ်ပြီးတော့ကျွန်တော်တို့ဒီမှာဖွင့်လိုက်မယ်ဒါဆိုတော့ဒီမှာဒီ Photoshop ကိုကျွန်တော် license version ထည့်တာအောင်မြင်သွားဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတစ်ခုမှာဒီ Photoshop မှာဒီ AI generate ကိုကျွန်တော်ဘယ်လိုအသုံးပြုရမလဲဆိုတာလေးကိုထပ်ပြီးတော့ပြပြသွားမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်